ဒီနေ့လောကမှာတင်တယောက်ထဲမဟုတ်ပါဘူးတင်ကိုအသက်ပေးတဲ့ချစ်တဲ့သူတယောက်ရှိတာဖြစ်တယ်အဲ့ဒါဘာလို့လဲတင်ဝမ်းနဲ့အားငင်နေတဲ့ချိန်တင်ကိုအဖော်ပြုတ်ပေးမိသူတင်တယောက်ထဲလို့ခံစားရတဲ့ချိန်တိုင်းမှာတင်နဲ့အတူရှိပေးမိသူဒီနေ့တင်နာကျင်မှုတွေတင်မပြောပြပဲသိနေတဲ့သူဒီနေ့လူတွေနားမလည်နိုင်တဲ့တင်ရဲ့နှက်နေတဲ့ခံစားချက်ကိုနားလည်ပေးမိသူဒီနေ့တင်အခြေအနေအားလုံးကိုတည်နေတဲ့သူတင်နာကြီးမှုတွေကိုရင်ဖွင့်မဲ့သူမရှိမဲ့ချိန်မှာနားထောင်ပေးမဲ့သူတင်ဝမ်းနဲ့ကြေကွဲမှုတွေကိုနှစ်သိမ့်ပေးမဲ့သူဒီနေ့တင်အသက်တာကိုလုံခြုံခြင်းတွေနဲ့ရစ်ပတ်ထားပေးနိုင်သူဒီနေ့လပတဲ့အနာဂတ်ကိုဖန်တီးပေးနိုင်တဲ့သူဒီနေ့တင်ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးနိုင်တဲ့သူသူဟာတင်ကိုသိချစ်တဲ့တင်ကိုအသက်ပေးတဲ့ဒီချစ်တဲ့သခင်ယေရှုခရစ်တော်ဖြစ်တယ်ဒီနေ့နေ့ရက်စတိုင်းမှာတင်တဲ့အတူရှိတဲ့ဘုရားဖြစ်တယ်ဒီနေ့နေ့ရက်စတိုင်းမှာတင်ရဲ့စံချီမင်လေးတွေကိုသပင်ချင်းရေတွက်ပေးမှတင်ကိုချစ်ပေးတဲ့ဘုရားတင်ရဲ့နာမည်ကိုတည်တဲ့ဘုရားဒီနေ့တင်ရဲ့အနည်းဆုံးမှာရှိတဲ့တင်ရဲ့မိတ်ဆွေသခင်ယေရှုဖြစ်တယ်ဒီနေ့တင်ရဲ့နာကြည့်မှုခံစားမှုတွေကိုထိုးသခင်ကိုမျှဝေလိုက်ပါဒီနေ့တင်ရဲ့လေးလံနေတဲ့ဝန်ထုတ်တွေကိုသူ့ရဲ့ခြေတော်ရင်းမှာချထားလိုက်ပါထိုသခင်ဟာတင်ကိုသိဂရုစိုက်ပြီးတင်ကိုသိချစ်တဲ့ဘုရားဖြစ်တယ်139ခုမြောက်သောစာမန်အပိုင်းငယ်1မှ7အိုးထာဝရဘုရားကိုရောဒီကျွန်ုပ်ကိုစစ်ကြော၍တည်တော်မူ၏ကျွန်ုပ်ထိုင်ခြင်းထခြင်းအရာတို့ကိုတည်တော်မူ၏ကျွန်ုပ်အကြံစီတို့ကိုအဝေးကပင်နားလေတော်မူ၏ကျွန်ုပ်သွားသောလမ်းကို၎င်းအိပ်ရာကို၎င်းစစ်ဆေး၍ကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကိုကျွမ်းတော်မူ၏ကျွန်ုပ်ဒီစကားတစ်ခွန်းကိုမျှမမွတ်တော်လေအိုးထာဝရဘုရားကိုရောဒီအကျွမ်းမဲ့တည်တော်မူ၏